ပရိုရှော့ channel လေးကိုကြည့်ရှုလေးလာနေကြတဲ့တငယ်ချင်းတို့ပေါ့နော်ဒီနေ့ Photoshop Basic 4ကိုတင်ဆက်ပေးမှာဖြစ်ပါပြီပေါ့နော်1 2 3ကိုတော့တင်ခဲ့ပြီးပါပြီဒီနေ့4ကိုတင်ပေးမယ်ပေါ့နော် Basic လေးမှာဆိုရင်ဘာကိုရှင်းပြထားလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာအဓိကကြတဲ့ကျွန်တော်တို့ဒီမျက်နှာတွေကိုကျွန်တော်တို့တွေဒီအသားပေါ့နော်ဒီမျက်နှာတွေမှာဒီဒဏ်ရာတွေဖြစ်နေတဲ့ဟာတွေကိုအသားအစားထိုးတယ်နောက်တစ်ခုအနေနဲ့အဲ့မျက်နှာကိုစမှုဒီလိုမျိုးပေါ့နော်ချော်ပြီးလှပသွားအောင်ပေါ့နော်အခုပြထားတဲ့ပုံတိုင်းပေါ့နော်ဖြစ်သွားအောင်ကျွန်တော်တို့အခြေခံအနေနဲ့ပေါ့နော်အဲ့တူးလေးတွေကိုဘယ်လိုသုံးပြလဲဆိုတာကိုဒီဘက်လေးမှာအသေးစိတ်ရှင်းပြပေးပေါ့နော်ဒါကကြတော့အခြေခံသင်ခန်းစာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ basic 4မှာအခြေခံနေနဲ့ပဲလေ့လာရမှာ2သုံးပြတဲ့နီးပေါ့နော်သေချာချာလေး professional ကြတော့လေ့လာရမှာမဟုတ်ဘူးပေါ့နော် okayအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေဓာတ်ပုံကိုထည့်လိုက်မယ်ပေါ့နော်ဓာတ်ပုံကကြတော့ကိုယ့်ဘက်ကိုရိုက်တာပေါ့မျက်နှာရုပ်ဆိုတဲ့ဓာတ်ပုံဆိုလို့ရှိရင်လည်းပိုပြီးကောင်းတယ်နော်ဒီကူကမျက်နှာနည်းနည်းချောနေတော့နော်ဒီပုံလေးပါဒီပုံလေးမှာဆိုလို့ရှိရင်ဒီပုံလေးကိုတို့ကလုပ်ဖို့အတွက်ဒါဆိုတို့ဒီဘက်ထောက်မှာလေယာလို့ခေါ်တယ်ဒါကလေယာတို့အရင်ဆုံးလေယာပွားထားလိုက်ဘာကြောင့်လဲဆိုကိုပြုတ်လုပ်ထားတဲ့ပုံနဲ့ကိုထက်လုပ်လို့အရင်ပုံနဲ့ဘလူးကွာဟားလဲဆိုတာတို့ကသိကျင်လို့လေယာခေါ်တာနော်လေယာခေါ်မယ်ဆိုကီးဘုတ်ကနေပြီးတော့တို့ကဘာအောင်နှိပ်ရမယ်ဆိုရင်control ရဲ့ဒီမှာနော်ပြပေးမယ်နော်ကီးဘုတ်ကနေ control ရဲ့G ကိုတွဲနှိပ်ပေးရမှာ control ဖိထားပြီးတော့ G ကိုနှိပ်လိုက်ဟုတ်ပြီနော် control ဖိထားပြီး G ကိုနှိပ်လိုက်လို့ရှိရင်လေယာတစ်ခုထပ်ပွားသွားတယ်လား control ဖိထားပြီး G ကိုနှိပ်လိုက်ရင်လေယာပွားသွားတယ်နော်လေယာပွားတယ်အဲ့တော့ Photoshop အခြေခံမှာလေယာပွားတဲ့နည်းဆိုရင်ဗာလဲ control ဖိထားတယ်control ဖိတယ်ဒီမှာနော် control ဖိတယ်ပြီးသွားရင် G ကိုနှိပ်တယ်G ကိုဖိတယ်ကီးဘုတ်နဲ့နော်ဒါဆိုရင်လေယာပွားတဲ့နည်းလေးသိလိမ့်မယ် okay လေယာပွားလာပြီဆိုအောက်ကလေယာတွေမျက်လုံးမိတ်ထားလိုက်အပေါ်ဟာတစ်ခုရောတို့ကလုံးမယ်လေယာနှစ်ခုတော့ပွားထားလိုက်ဟုတ်ပြီနော်အဲ့ဆိုဒီမျက်နှာကိုတို့ကအရင်ဆုံးတို့ကဘာလုပ်ရမလဲဆိုရင်ဒီမှာဒဏ်ချက်တွေရှိတယ်တို့ကမျက်နှာတွေမှာလေဘိန်းလေးလှဲ့တယ်ဒါကျွန်တော်ကွန်ပျူတာဘိန်းလှဲ့လို့ရအောင်လုပ်ထားလို့နော်ဘိန်းရဲ့ဆိုရင်ရောတကယ်လို့ကိုကဘိန်းလှဲ့ကျင်တယ်ဆို edit ကိုသွားမယ်ဟိုအောက်ဆုံးက professional ကိုသွားပြီးရင် gradient ကိုသွားပြီးဒီမှာ2နေရာမှာတို့ကဘာလုပ်ရမလဲ2မှာ zone လေးကိုအမှတ်ပေးထားမှာဒါအရှိရသင်ခန်းစာတွေမှာလည်းရှင်းပြပြီးသွားပြီပေါ့နော်အမှတ်ပဲ zone weight နော် zone weight score weight ဆိုတာလေးကိုမှတ်ချက်ပေးရမယ်ဟုတ်ပြီနော်ပြီး okay ပြီဒါဆိုဘိန်းနဲ့လှည့်လို့ရပါတယ် okay ဒီမှာဒဏ်ရာရှိတဲ့ဒီမျက်နှာရဲ့ဒဏ်ရာတွေကိုတို့ကဘာလုပ်ရမလဲဆိုရင်အသားအစားထိုးရမယ်အဲ့တော့အသားဆိုးထိုးမယ်ဆိုတို့ဒီနေရာမှာတို့က byte 2ယူရမယ်ဆိုရင်မှာ fix 2လေးကိုတို့ကယူရမယ် fix 2လေးကိုတစ်ချက်ထောက်လိုက်ဒီလိုမျိုးလေးနော် fix 2လေးပုံသဏ္ဍာန်လေးဒီ fix 2လေးဒီ2လေးနဲ့ဒီ2လေးကဘယ်လိုသုံးလဲဆိုလို့ရှိရင်တို့တွေဒီ2လေးနဲ့တို့ကဘာလုပ်ရမလဲဆိုရင်ဒီနေရာမှာတို့ကအစားသွင်းခြင်းလဲဆိုအဲ့နေရာလေးအဲ့2လေးနဲ့ white လိုက်white ပြီးသွားလို့ရှိရင်တို့ကဘာလုပ်မလဲဆိုရင်ဒီဘက်လေးကိုဆွဲထုတ်လိုက်အိုးအဲ့ဆိုပြောက်သွားတယ်နော်ဒီနေရာမှာတို့ဘယ်အောင်ရွေးထားအောင်ဒီရှေ့ရဟာကိုပဲရွေးထားလိုက်နော်ဒီမှာဒီရှေ့ရဟာကိုပဲရွေးထားရမယ်နော်ဒါရနောက်ပိုင်းကျရင်တော့တင်ပြီးမယ် okay နော်အဲ့ပြီးတော့ဒီတန်ရာလေးကိုတို့ကအစားသွင်းခြင်းလဲဆိုဒီလိုလေးဖိပြီးတော့ white ပြီးဒီဘက်လေးကိုဆွဲလိုက်ဒါဆိုပြောက်သွားနော်ဒီလိုဖိလိုက် select ပေးလိုက်တယ်လက်ကလေးနဲ့ဖိပြီးတော့ selection ပေးတယ်ပြီးမူတူလေးနဲ့အဲ့လက်ကလေးနဲ့ပဲဒီဘက်လေးကိုပြန်ပြီးတော့ဖိလိုက်တယ်အသားရှိတဲ့နေရာပေါ့နော်ဟိုဒဏ်ရာရှိတဲ့နေရာတော့တမလုံးနေပေါ့နော်အဲ့ဆိုပြောက်သွားပြီလွတ်နေတာတစ်ချက်တော့ပြန်ပြပေးမယ်နော်ဒီမှာဆိုလို့ရှိရင်စပိဘာလေးကိုကီးဘုတ်ကစပိဘာဒီစပိဘာတိုင်းကိုဖိလိုက်လို့ရှိရင်သူကလက်ဝါပုံတရံလေးပေါ်သွားအဲ့ဒီပေါ်ဆွဲလို့ရတယ်အောက်ဆွဲလို့ရတယ်ဒါအခြေခံသမားတွေတော့ပေါ့နော်โอเคဇုံးချက်ပြီးဒီမှာဒဏ်ရာကိုအစားသွင်းမယ်ဆိုရင်ဒီဟာလေးကိုဒီလိုလေးလက်ကလေးနဲ့ဖိပြီးတော့ဝိုင်းလိုက်ပြီးသူ့ဒဏ်ရာဒီဘက်ကိုဆွဲလိုက်လက်ကလေးနဲ့ဖိပြီးတော့ဒီဘက်ကိုဆွဲပြီးလွှတ်လိုက်အဲ့ဆိုရင်ဒဏ်ရာပြောက်ပါတယ်ဟုတ်ပြီနော်ဒီမှာဒဏ်ရာဒါလေးဆိုရင်ဒီလိုပဲဖိလိုက်တယ်ပြီးရင်ဒီအဝေးရဟာလောမှာမဟုတ်သူ့ဘေးနားမှာရှိတဲ့အသားလေးပဲတို့ကယူရမှာဒီဟာလေးဆိုရင်ဒါလေးဆက်လက်ပေးတယ်လက်ကလေးနဲ့ဖိပြီးတော့ဆက်လက်ပေးလိုက်တယ်ပြီးွားရင်အဲ့ပေါ်လက်ကလေးပဲဖိပြီးတော့ဒီဘက်အသားလေးရွှေ့ပေးလိုက်တယ်ဒါပြောက်သွားတယ်နော်အဲ့လိုမျိုးနဲ့ကျွန်တော်မျက်နှာမှာရှိတဲ့ဝက်ချန်လေးဒဏ်ရာတွေကိုမလုပ်လဲအဲ့လိုမျိုးအစားဖြောက်ပါတယ်ဗောနော်ဒါလိုမျိုးနဲ့မျက်နှာမှာရှိတဲ့အမာရွတ်တွေအားလုံးကိုမလုပ်လဲဖြောက်လို့ရပါတယ်ဗောနော်အဲ့လိုမျိုးလေးတွေဖြောက်ရင်အမာရွတ်တွေပျောက်သွားလိမ့်မယ်နော်ဒီမှာနော်တကယ်လို့ဒီဒါကြီးကတော့မှားသွားတယ်ဆို edit ကိုသွားပြီးတော့ undoပေါ့နော်ပြန်ပြီးနောက်ဆုံးမယ်ဆိုတဲ့သဘောကိုပြန်ပြောတာအခါ20နောက်ပိုင်းတော့ရတယ်ပေါ့နော် undo နဲ့လုပ်တာ okay ဒါဆိုလို့ရှိရင်မျက်နှာလေးကိုအဲ့လိုမျိုးလုပ်တတ်မယ်နော် first 2နဲ့ကျွန်တော်တို့ဒီလိုမျိုးလေး selection ပေးလိုက်တယ်ပြီးွားရင်မလုပ်မယ်ဒီဘက်ကိုဆွဲထုတ်လိုက်တယ်လက်ကလေးပဲဖိပြီးသုံးတာ
okay ဒါဆိုလို့ရှိရင် pass to အသုံးပြုတဲ့ new ရလိုက်မယ်အဲ့ဒါ pass to အသုံးပြုတဲ့ new တို့ကရပြီဆိုလို့ရှိရင်ဘာလုပ်မလဲဆိုရင်တို့ကဒါကို smart 2နဲ့တို့ကဘာလုပ်ရမလဲဆိုရင်တို့ဟိုဘာလုပ်မလဲ smart 2နဲ့တို့ကဒီမျက်နှာကိုချောရမှာကဲအဲ့တော့မျက်နှာ smart 2ကိုတို့ကမယူခင်ကိုတို့ဘာလို့မဆို layer လေးနောက်တစ်ခုဒီအောက်က layer တွေကဒါမျက်နှာဟာပဲเนาะဒီ layer ကိုပဲဒီမျက်နှာချောထားတဲ့ဟာကိုတို့ layer ထပ်ယူရမယ်ဘာဖြစ်လို့လဲဆိုကိုယ်ပြက်သွားခဲ့တယ်ဆိုရင်ကိစ္စမရှိတော့အဲ့မျက်နှာကိုတို့ layer ပွားတယ်ဆိုရင်ဘာလို့မလဲkeyboard ကနေ control ကိုဖိထားပြီးတော့ဗာ G နဲ့နှိပ်လိုက်တယ် layer ပွားသွားတယ်အခုဒါကိုတို့ဒီ design လုပ်ထားတဲ့ဟာလေးကို layer ပွားလိုက်ပြီပွားပြီးပါပြီဆိုတော့မှတို့ကဘာလို့မလဲဒီအောက်က layer ကဒါတို့ဘာလို့လဲ pass to နဲ့မျက်နှာအသားစားထိုးပြီးပါပြီဟုတ်တော့အခု layer ကကြတော့တို့ဘာလို့မလဲဆိုလို့ရှိရင်ဟိုစမှုလုံးမယ်အဲ့တော့စမှုတူလေးကိုစမှုတူလေးတို့ကခေါ်မယ်နော်စမှုတူကဒီနားမှာဖိလိုက်ဒီကောင်လေးရဲ့ဘေးနားလေးမှာနော်ဒီတချို့နေရာတွေနေရာတူမှတူမယ်စမှုတူကဒီလိုပုံစံလေး၃ခုရှိတယ် black 2နဲ့ဟွာတော့၃ခုရှိတယ်မှာတို့အောက်က smart တူလေးကိုတို့ကတစ်ချက်ထောက်လိုက်ထောက်ပြီးသွားရင်ဒီမှာတစ်ခုပြောချင်တယ်ထောက်ပြီးသွားပြီဆိုလို့ရှိရင်တို့ဘာလုပ်ရမလဲဆိုဒီမှာထောက်လိုက်ပြီနော်ဒီမှာစမှုတူလေးကိုတို့ယူပြီးတစ်ချက်ထောက်လိုက်တယ်နော်ထောက်ပြီးဒီနေရာမှာတို့စကားပြောရမယ်ဒီနေရာမှာစမှုတူ setting ကိုချိန်တဲ့နည်းကိုပြောပြပေးမယ်နော်ဒီနေရာမှာဆိုတို့ကဒါ site ကကြတော့အလုံးရဲ့အကြီးအသေးကိုတို့ကယူရမှာဖြစ်တယ်ပေါ့နော်တကယ်လို့အလုံးကြီးသေးယူဒီအောက်ကကြတော့ဗာလဲဆိုလို့ရှိရင် तू ကအထူအပါဒီနေရာမှာတစ်ချက်ထောက်လိုက်လို့ရှိရင်တအားကြီးထုနေမယ်ဆိုရင် तू ကအထူအပါကိုတို့ကယူတာပေါ့နော်အဲ့တော့ဘာလို့မလဲအထူအပါတို့ဘယ်လောက်ထားမလဲ0ပဲထားမယ်ဟုတ်ပြီနော်အထူပါကို0ပဲထားမယ် site ကတော့နောက်ပြီးရင်အလုံးကဒါ site အကြီးသေးလောက်တာအဲ့ဆိုဒီ setting ရဲ့သဘောတရားဒီညာလေးမှာနော်ဒီနာလေးမှာတို့လေးဒါလေးဆွဲတင်လိုက်ရင်အလုံးကြီးသေးရတယ်ဒါလေးကကြတော့အထူပါဒါပေမဲ့0ပဲထားတာပြီးဒီကောင်နော် okay အဲ့ဒါပြီးသွားရင်ဒီ smooth 2မှာပဲနောက်တစ်ခုနေဒီမှာတော့နော် string မှာတို့ကဘယ်လောက်ထားရမလဲဆိုရင်တချို့ဟာတွေက90တို့80တို့60တို့ဖြစ်တယ်ဒါတွေကကြတော့ကိုနိုင်သူနောက်ပြီးကိုမကျွမ်းကျင်သေးတဲ့ခါမှာတူနဲ့သုံးမယ်ဆိုရင်စက်ဒီပုံညဘာဖြစ်သွားလဲဆိုလို့ရှိရင်ပုံညထူပေးနေဖြစ်ကုန်တယ်အဲ့ဒီနေရာမှာကိုဒီ run ကြီးရတဲ့ငွေချင်းတွေအရန်ပဲ queue site ပါဒီနေရာမှာကိုကမကျွမ်းကျင်သေးဘူးဆိုရင်တော့ဒီနေရာမှာတို့ကအခုဘယ်လောက်ထားမလဲဆို20ဝန်းကျင်လောက်စက္ကွန်15 17 73အဲ့လောက်ပဲထားဒါမှတာလင်တို့ကဒီကောင်ကိုစမှုလုပ်တဲ့ခါမှာတို့လက်ကနိုင်မှာညီမှာပေါ့နော်ဒါကြောင့်မလို့အဲ့ဒါအရင်ကြီးတယ်နော်โอเคဒီမှာဆိုတို့ကဘယ်လောက်ထားမလဲဆိုရင်အလုံးကိုကြာဒီမှာတစ်ခုပြောပြပေးမယ်အလုံးမှတ်ထားနော် keyboard ကနေဒီ P လေးအနောက်ဒီအဖွင့်ပိတ်လေးကိုထောက်ပြီးအလုံးကြီးသေးလုပ်လို့ရတယ်ဒါလေးကကြီးတယ်အလုံးကြီးသွားတာဒါလေးကိုထောက်လိုက်ရင်ပေးသွားတာဒါလေးထောက်ရင်ပဲအလုံးပေးသွားတယ်ဒါ keyboard နဲ့သုံးနေဆိုရင်တော့အဲ့တော့ဘယ်ဘက်လက်ကိုကကြတော့ကိုကအဒီရဲ့ P အနောက်ကအဖွင့်ပိတ်ရဲ့နေရာမှာတင်ထားလိုက်တင်ထားပြီးတော့အဲ့လိုအကြီးသေးပြောင်းလို့ရဒါဆိုတို့ဒီမှာသွားပြီးတော့ချိန်စရာလူတော့လားမလိုတော့ဘူးเนาะအဲ့ဒီမှာเนาะ P နောက် keyboard ကြည့်လိုက် P เนาะ P အနောက်ကဒါလေးကအသေးဒါလေးကအကြီးโอเคဒါဆိုရင်တို့အဲ့ပေါ်ကိုဟိုလက်ညှိုးနှစ်ခုလက်ကလေးနဲ့တင်ထားပြီးသွားရင်အဲ့မှာပြီးနောက်မှာပြထားပြီးတော့လူမျိုးအကြီးသေးကိုလှုပ်လို့ရတယ်ဒါက shortcut key မျိုးအသုံးပြုပြီးတော့တို့လက်ကမောက်တစ်ဖက်ကမောက်ကန်ရင်တစ်ဖက်ကကြတော့အလိုမျိုးလုပ်တယ်โอเคရမယ်နော်ပြီးသွားလို့ရှင်တို့ကစမှုကိုဒါအလုံးနဲ့မျက်နှာနဲ့ကွက်တိဖြစ်အောင်ပေါ့နော်အဲ့တော့ဒီမှာမျက်နှာကိုတို့ကချောတော့မယ်ဆိုဒီမျက်နှာပြင်ကြီးကိုချောမယ်ဆိုရင်မျက်နှာပြင်ကသူ့ရဲ့ခန္ဓာလိုက်အပိုင်းနေရှိတယ်နှာခေါင်းဆိုနှာခေါင်းလမ်းကြောင်းရှိတယ်ပါးဆိုရင်ပါးလမ်းကြောင်းရှိတယ်မီးစီးဆိုမီးလမ်းကြောင်းရှိတယ်နှက်ဖူးဆိုနှက်ဖူးလမ်းကြောင်းရှိတယ်အဲ့နှက်ဖူးလမ်းကြောင်းဒီလိုသက်ဆွဲလို့မရဘူးဟုတ်နော်အပေါ်အောင်ဆွဲလို့မရဘူးဘေးတိုက်ဆွဲရဘာကြောင့်နှက်ဖူးကအကျယ်ဘေးတိုက်ဟုတ်ပြီနော်အဲ့တော့ဖိပြီးတော့ဒီဘက်ကိုတစ်ချက်ဖိလိုက်တယ်ပြီးရင်ဒီဘက်ကိုပြန်ဆွဲတယ်ပြီးရင်ဒီဘက်ကိုပြန်ဆွဲတယ်ပြီးရင်ပြန်ဆွဲတယ်လွတ်လိုက်အဲ့လိုမျိုးနဲ့ तू ကစမှုလုပ်တယ်ဒီမှာနံပါတ်ဘယ်လောက်ထားတာလဲ14လောက်ပဲထားရနော်ကိုကစားလုပ်တာမလို့နော်နည်းနည်းကျွမ်းကျင်နေဆိုရင်တော့15 20 19လောက်ထားပါတော့နော်အများဝိုင်းလည်းမကောင်းဆက်မနိုင်ဘူးနော်အဲ့တော့ဘူးပိတ်လေးဖြစ်တယ်ဒါဒီကောင်ဒီကပဲနော်အဲ့တော့ဒီမှာဒီဘက်ကိုတစ်ချက်ဆွဲလိုက်တယ်ဒီဘက်ကိုတစ်ချက်ဆွဲတယ်ဒီဘက်ကိုတစ်ချက်ဆွဲအဲ့လိုမျိုးနဲ့ तू ကစမှုဖြစ်အောင်လုပ်ပြီးတော့မှဘာလုပ်လဲလွတ်လိုက်တယ်ဒီလိုဆွဲတယ်လွတ်လိုက်တယ်ဒီနားလိုဆွဲဒီနှစ်ထင်ကကြတော့ဒီလိုသွားတယ်နှစ်ထင်ကပါလေဒီလိုပေးတိုက်သွားတယ်ပါကြတော့ဒီလိုပေါ်အောက်သွားတယ်ဟိုနောက်ကွက်ကြဒီမျိုးကွက်ကြလိုက်ဆွဲလို့မရအောင်မဟုတ်နော်ဒါတင်ပေးတာမို့လို့ပြောပြပြနှစ်ဖူးဆိုရင်အပေါ်အောက်အဲ့လိုသွားတယ်မေးစီကဒီဘက်ကိုသွားတယ်ဒါကဒီလိုကွေးတယ်အဲ့တော့တို့ကစဆွဲမလို့နှစ်ဖူးကစဆွဲမလားနှစ်ဖူးကစပြီးတော့ပဲဆွဲနှစ်ဖူးညက်နေအောင်ရင်လို့နော်နှစ်ဖူးကဘာဖြစ်လဲညက်နေအောင်လို့မယ်ဒီလိုအပေါ်အောက်ဘေးတိုက်အဲ့ဒီလိုမျိုးနော်ဒီလိုမျိုးပဲသွားအဲ့လိုမျိုးသွားအဲ့ဒါနှစ်ဖူးအရင်ဆုံးညက်နေအောင်ရင်လို့ဟုတ်ပြီနော်โอเคဒီနေရာဆိုရင်ဒါလေးကိုဒီလိုမျိုးလေးအပေါ်အောက်ပြန်ဆွဲထားကြတော့ဒါစပင်ရှိလို့ပေါ့နော်အဲ့လိုမျိုးလေးဆွဲ
ဟုတ်ပြီနော်ဒီမှာကျတော့ဟိုဟာအခြေခံသင်ပေးတာဖြစ်တဲ့ကြောင့်မလို့ professional ကြီးတော့မရဘူးပေါ့နော်အခြေခံလောက်လေးပဲရဖို့ကျင်းနေပြီနော်ဒါကကြပါကြတော့အပေါ်အောက်ပါအပေါ်အောက်ဆိုရတာနားတော့နော်တေချာလောက်ကြည့်နော်ပါဆိုရင်ပါသူ့ရဲ့လမ်းကြောင်းရှိတယ်နော်ပါပါလေအပေါ်အောက်နေရွက်အပေါ်အောက်ပြီးမျက်ခုံကြတော့ပြီးတိုက်အပေါ်အောက်ဆိုလို့မရတော့နော်ပြီးတိုက်သွားတယ်အဲ့လိုမျိုးအလုံးသေးကြီးတာကြခုနကကျွန်တော်ပြောရနော် keyboard ရဲ့ပေနောက်မှာအဖွင့်ပိတ်အကြီးသေးရှိတယ်အဖွင့်ပိတ်ရှိအဲ့ဒါလေးထောက်လိုက်တာနဲ့လုံးဝအကြီးသေးဖြစ်တယ်နော်ပြီးရင်ဒါကဒီလိုဘေးတိုက်ပါဒီလိုအပေါ်အောက်ဟုတ်တယ်နော်ပါဒီနာမျက်ခုံကြတော့ဘေးတိုက်ဟုတ်တယ်နော်အဲ့ဒါတွေကစသူ့ရဲ့ကောက်ကြောင်လေးတွေကိုတို့ကပါအဲ့ကောက်ကြောင်တိုင်းကိုလောက်အောင်ဒီလိုမျိုးဆွဲတယ်ဟုတ်ပြီနော်ဒီနေရာမှာတို့ကဒီမှာတို့က30တို့40တို့ထားလိုက်မယ်ဆိုရင်ဒါကြီးကထူပိန်းဖြစ်သွားတယ်နော်ကြည့်လို့မကောင်းဒါကြောင့်မလို့ရှော့နိုင်တဲ့လောက်ရှော့ကိုကကူမစပြီးကျွမ်းကျင်အောင်လုပ်တယ်ဆိုတဲ့အတွက်ကြောင့်ဟို9-6ခုနဲ့လေရတယ်တေးသေးလေးဖြစ်အောင်လို့ဒါပေမဲ့ကိုလေးကျင့်ပေါ့နော်ကျွမ်းကျင်ဝိုင်းကိုကြိုက်တယ်လို့ကိုလက်ကိုသုံးနေရတယ်ဒါကကြဒီလိုမျိုးဆွဲတယ်နှခမ်းဒီလိုဆွဲတယ်ဒါကကြတော့ဒီဘက်ကိုဆွဲတယ်အဲ့ဆိုလို့ရှိရင်တော့ဒါဆိုရင်ပါရဲကောက်ကြောင်လေးကိုတို့ဘယ်လိုမျိုးစမှုလုပ်လဲဆိုတာကိုအားလုံးသိလိမ့်မယ်နော်ဒါလေးကလက်အခြေခံသဘောတရားလေးပြပေးတာဖြစ်တယ်မင်းစီကိုဒီလိုဆွဲတယ်အဲ့တော့ပေါက်ကက်40လည်းချက်လုံးမှာမဟုတ်နော်တစ်ခုပြီးမှတစ်ခုသူ့ရဲ့လမ်းကြောင်းတစ်ခုပြီးသွားရင်ဒီဘက်တစ်ချမ်းပြီးသွားမှဒီဘက်တစ်ချမ်းအဲ့လိုမျိုးနဲ့လာပြီးတော့မှလောက်ရတာဖြစ်တယ်ပေါ့နော်ဒါပြောပြတဲ့သင်ခန်းစာလေးပါအားလုံးပဲရလိမ့်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီမှာဒီလေပင်းကကြတော့ဒီလိုမျိုးနော်ဒီဘက်သွားတယ်အပေါ်သွားလို့မရအောင်နော်အပေါ်သွားရင်မားတယ်โอเคဒါတို့စမှုလောက်တာတဲ့ဟာလေးကမနှခမ်းဆိုလဲနှခမ်းရဲ့ဘေးတိုက်လေးပဲနော်အပေါ်သွားလို့မရအောင်နော်ဘေးတိုက်လေးသွားနှခမ်းโอเคနော်ရှာလေးဘေးတိုက်လေးသွားโอเคဒါဆိုတို့လောက်ရတဲ့ဟာလေးကြီးလိုက်မယ်ဒါကမျက်လုံးလေးကိုပိတ်လိုက်မယ်ဒါဆိုတော့ခုနကမူရင်းပုံပြန်ဖွင့်လိုက်ရင်တို့စမှုလောက်ထားတဲ့ပုံโอเคအဲ့ဆိုလို့ရှိရင်အားလုံးပဲရရှိလိမ့်မယ်ထင်ပါတယ်ပေါ့နော်အခုကစမှု2နဲ့ fast 2ရဲ့တူနှစ်ခုရဲ့သဘောတရားလေးကိုပဲဒီပြန်လေးမှာအသေးစိတ်ရှင်းပြပေးတာဖြစ်တယ်ဒါကြတော့ basic 4 okay နောက်ထပ်သင်ခန်းစာတွေကြရင်ပြန်ဆုံမယ် Photoshop သင်ခန်းစာတွေကိုမိမိကကြိုက်နှစ်သက်တယ်ဆိုရင်တော့ like share comment လေးလုပ်ပေးပါကျွန်တော် channel လေး subscribe နေထားပြီးတော့เนาะနောက်ထပ်သင်ခန်းစာတွေမိမိချီတဲ့ရောက်မှာဖြစ်ပါတယ် okay အားလုံး bye bye